အားလုံးပဲမင်္ဂလာပါ movie စုပွဲကကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာ The Shogun Boy လို့ခေါ်တဲ့အရှင်ဟာတာရုပ်ရှင်ကားလေးတစ်ကားကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းလေးကတော့အသက်8နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာရှေးဟောင်းရှောင်းလင်ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေကိုရှောင်းတန်းဝင်ရောက်လာတာနဲ့စတင်ထားပါတယ်သူကျောင်းတော်တဲ့ခြေချမိလိုက်တာနဲ့တပြိုင်နက်နောက်ကအေယာမတကားကြီးတွေကဝုန်းကနေပိတ်သွားပါတော့တယ်ဒါပေမဲ့ဒီကောင်လေးကတာမန်ကလေးတစ်ယောက်တော့မဟုတ်ပါဘူးသူကကိုလုံးတေးသေးလေးနဲ့မယုံနိုင်စရာကောင်းတော့အောင်တိုင်းပညာကျွမ်းကျင်တဲ့ကောင်လေးတစ်ယောက်ပါသူ့နာမည်ကတော့ရှောင်းယူလို့ခေါ်ပါတယ်သူဟာအသက်3နှစ်သားအရွယ်ကလေးကကွန်ပျူတာတိုင်းပညာကိုလေ့ကျင့်လာခဲ့တာဖြစ်ပြီးဒီနေ့မှာတော့အသက်8နှစ်အရွယ်နဲ့သူ့ဘဝရဲ့အကြီးမားဆုံးသောစမ်းသပ်မှုကြီးကိုရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ကျောင်းတော်ထဲမှာတော့ရှောင်းယူဟာစီနီယာကျောင်းသားကြီး3ယောက်ကိုစိန်ခေါ်ဖို့အစဉ်အသင့်ဆောင်ဆိုင်နေပါတယ်။သူဟာအမွှေးတိုင်တိုင်ကောင်းအောင်မကျွမ်းခင်ဒီ3ယောက်စလုံးကိုအနိုင်တိုက်ရမှာဖြစ်ပြီးမဟုတ်ရင်တော့စမ်းသပ်မှုကိုကြာရှုံးမှာပဲဖြစ်ပါတယ်။ပထမစီနီယာ2ယောက်ကတော့အစွမ်းကုန်စူးစမ်းတိုက်ခိုက်ကြပေမဲ့အမွှေးတိုင်တစ်ဝက်လောက်ပဲကျွမ်းရသေးချိန်မှတင်ရှောင်းယူကိုမရှင်နိုင်ပဲရှုံးနေသွားခဲ့ပါပြီ။ရှောင်းယူရဲ့တိုင်းကွက်တွေကထက်မြက်ပြီးလင်းမြန်တိကျလွန်းတာကြောင့်သူတို့2ယောက်ကိုအလွဲတကူပဲအနိုင်ယူလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့စစ်မှန်တဲ့တိုင်းဆရာတအုပ်ဖြစ်တဲ့နောက်ဆုံးစီနီယာကြီးထွက်လာပါတော့တယ်သူတို့2ယောက်ရဲ့တိုက်ပွဲကကျောင်းတော်ချန်ပီယံကြီး